ရက်ကို7 trillion 8 trillion ဒီပါလောက်လက်ပတ်နေတဲ့ဒီဈေးကွက်ကြီးတော့မှာဝယ်သူတွေရောင်းသူတွေပုံမှန်ပြုတ်မွေနေကြတဲ့ system တစ်ခုရှိတယ်ဆိုတော့အဲ့ဒါကိုကျွန်တော်ဒီနေ့ပြောပြပေးတော့မယ်ဝယ်သူတွေအားကြီးနေတဲ့ဒီလို uptrend ဈေးကွက်ရဲ့နောက်ပြီးတော့ရောင်းသူတွေအားကြီးနေတဲ့ဒီလို downtrend ဈေးကွက်ရဲ့ဝယ်သူရောင်းသူတွေအားမျှနေတဲ့ဒီလို ranging market ဆိုပြီးတော့မှအခြေအနေ၃ရပ်ရှိပါမယ်โอเคเนาะကျွန်တော် market ကဒီပုံစံကိုအများအားလဲပတ်နေရတော့ဝယ်သူတွေအားကြီးနေတယ်ဆိုတော့ buyer တွေ stop ဖြစ်မယ်ဝယ်သူတွေပိုများနေတော့ဈေးကအတက်ဘက်ကိုသွားပါပဲเนาะရောင်းသူတွေအားကြီးနေတယ်ဆိုရင်တော့ဈေးကအကျဘက်ကိုလာပါပဲဝယ်သူတွေရောင်းသူတွေအားမျှနေတယ်ဆိုဈေးကအပေါ်လည်းမတက်အောက်ကိုလည်းမတက်ပြီးတော့ဈေးဝင်းကျင်တစ်ခုမှပဲအတက်ကျဖြစ်နေလိမ့်မယ်ဆိုတော့ဒီအခြေအနေ၃ခုက market ထဲမှာအများအားလဲပတ်နေတာ trader တွေကဒီ system ကိုကျင့်သုံးကြတယ်ဆိုတော့အဲ့ဒါလေးကိုကျွန်တော်မြင်အောင်ကြည့်ပေးဖို့လိုအပ်တယ်โอเคအဲ့ဒါဆိုရင်အကြောင်းဝယ်သဘောတရားကိုကျွန်တော်ပြန်ပြီးတော့မှစဉ်းစားကြည့်လိုက်ဝယ်မယ်ဆိုတော့ကွန်ပျူတာတစ်ခုကိုကျွန်တော်ဝယ်မယ်ဆိုရင်ဘယ်တော့မှအမြင့်ဈေးမှာတွားပြီးတော့မဝယ်ဘူးဈေးတစ်ခုကိုကျွန်တော်တက်မှတ်လိုက်မယ်တက်ပြီးတော့ဒီကောင်ကိုအမြင့်ဈေးနဲ့အနှိမ့်ဈေးပြီးဆိုပြီးတော့ကျွန်တော်ခွဲလိုက်မယ်ဆိုတော့ကျွန်တော်ဝယ်လို့ရှိရင်အမြဲတမ်းပဲဒီလိုအနှိမ့်ဈေးတွေမှာ discount ဈေးမှာကျွန်တော်အမြဲတမ်းဝယ်လို့ရှိတယ်ရောင်းမယ်ဆိုရင်အမြဲတမ်းအမြင့်ဈေးတွေမှာကျွန်တော်ရောင်းလို့ရှိတယ်ဒါကရောင်းဝယ်သဘောတရားပဲလက်ရှိလည်းအလားတူပဲဒီမှာဆိုရင်ဝယ်သူတွေအားကြီးနေတဲ့ဒီလို uptrend ဈေးကွက်မှာဆိုရင်ကျွန်တော်တို့ကအဝယ်ကိုလိုက်ဖို့ကြိုးစားမယ်ဘယ်လိုဈေးတန်းမှာဝယ်ရမယ်ဆိုတော့အနှိမ့်ဈေးမှာနော်အနှိမ့်ဈေးတွေမှာကျွန်တော်အဝယ်လိုက်ဖို့ကြိုးစားမယ်နောက်တစ်ခုကျွန်တော်ရောင်းသူတွေအားကြီးနေတဲ့ဒီလိုအကျဈေးကွက်မှာဆိုရင်ကျွန်တော်တို့ကရောင်းဖို့ကြိုးစားမယ်ဘယ်လိုဈေးတန်းမှာရောင်းရမယ်လို့ဆိုတော့အမြင့်ဈေးတွေမှာရောင်းဖို့ကြိုးစားမယ်ဒါတိပဲပြောမယ်ဆိုရင် premium ဈေးမှာရောင်းဖို့ကြိုးစားမယ်နော်โอเคဒါသူရဲ့ concept သဘောတရားလေးကရှင်းရှင်းလေးပဲနော်နောက်တစ်ခုကျွန်တော်ဝယ်သူရောင်းသူတွေအားမျှနေတဲ့ဒီလို ranging market မှာဆိုရင်ကျွန်တော်တို့ကဘာမှမလုပ်သင့်ဘူးစောင့်ကြည့်နေရတာကအကောင်းဆုံးပဲကျွန်တော်ကဘယ်ချိန်မှာဝယ်မယ်ရောင်းမယ်လဲဆိုတော့ဒီလို trending ဖြစ်နေတဲ့ဒီလို uptrend downtrend ဈေးကွက်မှာပဲကျွန်တော်ကဝယ်ဖို့ရောင်းဖို့ကြိုးစားမယ်ဒီလို range ဖြစ်နေတဲ့ဈေးကွက်မှာဆိုရင်ကျွန်တော်တို့ကစောင့်ကြည့်နေလိုက်မယ်ဘာကြောင့်ဆိုဒီလိုအခြေအနေမှာ market ကအပေါ်လဲထိုးတက်သွားတာလေအောက်ကလည်းထိုးကျလာနေတာဖြစ်တဲ့အတွက်ဒီအခြေအနေရဲ့စလုံးကိုကျွန်တော်တို့တွေမသိနိုင်ဘူးကြိုးမသိနိုင်တဲ့အတွက်ဒီလိုဈေးကွက်မှာဆိုရင်ကျွန်တော်ကရှောင်နေလိုက်တာအကောင်းဆုံးပဲဒါကပုံမှန်လဲပတ်နေရနော်ဒီ concept ကိုကျွန်တော်တို့မြင်လာပြီဆိုမှနောက်ပိုင်းလာမယ့်အပိုင်းတွေမှာကျွန်တော်တို့က market ရဲ့သဘောတရားကိုပုံမြင်လာပါဝယ်သူတွေအားကြီးနေတဲ့ uptrend ဈေးကွက်မှာဆိုရင်လည်းသူပုံမှန်လဲပတ်နေတဲ့ flow လေးတွေရှိတယ် uptrend ဈေးကွက်တစ်ခုမှာဆိုရင် low price ကနေ high price ကိုတက်လာတယ်နောက်ထပ်အမြင့်ဈေးကိုမတက်ခင်မှာသူဒါမျိုးပူးပတ်လေးတွေ higher low level ကိုပူးပတ်ပြလာတယ်ပူးပတ်ပြလာပြီးမှဒီအရှိကအမြင့်ထက်ပိုမြင့်တဲ့ higher high ကိုသူဆက်တက်တယ်နော်အလားတူပဲသူကဒီအမြင့်ဈေးကနေဒီအမြင့်ဈေးကိုမတက်ခင်မှာဒီ higher low ဇုံကိုသူကပူးပတ်ပြလာတယ်တနည်းအားဖြင့်အနှိမ့်ဈေးဝန်းကျင်ကိုပြန်လာတယ်ပြန်လာပြီးမှသူတက်တဲ့အခါမှာရှေ့ကအမြင့်ထက်ပိုမြင့်တဲ့ higher high ကိုပြန်လာတယ်ဆိုတော့ဒီမှာဆိုရင် higher high ဆိုတဲ့သဘောတရားကအရင်အမြင့်ဆုံးဈေးထက်ပိုမြင့်တဲ့အမြင့်ဈေးနော် higher low ဆိုရင်အရင်အနှိမ့်ဈေးလောက်မနေတော့ဈေးနှိမ့်ဒီအနှိမ့်ဈေးလောက်မနေတဲ့ဈေးနှိမ့်ဒီအနှိမ့်ဈေးလောက်မနေတဲ့ဒီဈေးနှိမ့်ဒီအနှိမ့်ဈေးလောက်မနေတဲ့ဒီဈေးနှိမ့်ဆိုပြီးတော့ဒါမျိုး uptrend တစ်ခုပါဆိုရင် low high higher low higher high higher low higher high higher low ဆိုတော့ဒီပုံစံတွေနဲ့သူကပုံမှန်လဲပတ်နေလဲပဲ downtrend ဈေးကွက်မှာဆိုရင်လည်းအလားတူပဲ high price ကနေ low price ကိုစကြမယ်နောက်ထပ်ဒီ lower low ကိုမကြခင်မှာသူ့နေပြီအမြင့်ဈေးတစ်ခုကိုပြန်လာလိမ့်မယ်နော်ဒီလိုအမြင့်ဈေးတွေမှာအမြင့်ဈေးကိုပူပတ်ပြန်လာပြီးပြီ lower low ကိုဆက်ကြတယ်အလားတူပဲ lower high ကိုပူပတ်ပြန်လာတယ်နောက်ထပ်သူ့ထက်ပိုနေတဲ့ lower low ကိုဆက်ကြတယ်နော်အလားတူပဲအောက်ကိုမကြခင်မှာ lower high ကိုပြန်လာတယ်သူ့ထက်ပိုနေတဲ့ lower low ကိုဆက်ကြတယ်ဒီပုံစံတစ်ခုအနေနဲ့ market က high low lower high lower low lower high lower low lower high ဆိုပြီးတော့ဆက်သွားနေလိမ့်မယ်ဒါဆိုရင်ကျွန်တော်နေပြီuptrend ဈေးကွက်မှာဆိုရင် the higher low higher high higher low higher high ပုံစံနဲ့သွားလိမ့်မယ် downtrend ဈေးကွက်မှာဆိုရင် lower low lower high lower low lower high lower low lower high ပုံစံနဲ့သွားနေလိမ့်မယ်နော်ဒီသဘောတရားတွေကိုကျွန်တော်တို့မြင်လာပြီးဆိုမှ market တစ်ခုမှာလဲပတ်နေတဲ့ system ကိုကျွန်တော်ကသိလာမှာအချင်းချုပ်တစ်ခုနေပဲကျွန်တော်ရှေ့မှာပြင်ကြည့်ရမယ်ဆိုရင်ဝယ်သူတွေအားကြီးနေတဲ့ uptrend ဈေးကွက်မှာဆိုရင်ကျွန်တော်တို့တွေကအဝယ်ကိုလိုက်ဖို့ကြိုးစားမယ်ဘယ်လိုဈေးတန်းမှာဝယ်ရမယ်ဆိုတော့အနှိမ့်ဈေးတွေမှာဝယ်ဖို့ကြိုးစားမယ်ဒီလိုအနှိမ့်ဈေးတွေမှာဝယ်ဖို့ကြိုးစားမယ်ရောင်းသူတွေအားကြီးနေတဲ့ downtrend ဈေးကွက်မှာဆိုရင်ကျွန်တော်တို့ကရောင်းဖို့ကြိုးစားမယ်ဘယ်လိုဈေးတန်းမှာရောင်းရမယ်ဆိုတော့ဒီလိုအမြင့်ဈေးတွေမှာရောင်းဖို့ကြိုးစားမယ်
uptrend တစ်ခုမှဆိုရင်ဒါ higher low higher high higher low higher high higher low high high ပုံစံနဲ့လဲပတ်နေမယ် downtrend ဈေးကွက်တစ်ခုမှဆိုရင် lower low lower high lower low lower high lower low lower high ပုံစံနဲ့လဲပတ်နေလဲပဲ okay ဒါကိုနားလည်ကြမယ်လို့ထင်ပါတယ်